တီမြေနေအိမ်ငယ်ချောင်းရုံလည်းနှစ်ပဲတဘာဝတဲ့နဲ့ရိုင်းမောင်လေးများကခုန်တယ်လေပြေတွေကြားတဲ့ရည်တန်ချိုတွေပြန်ချရောက်လာပြန်တယ်ချဲတယ်မပဲလို့ဆုံးခဲ့တယ်ဟိုဝေးဝေးကလွမ်းအင်းငယ်အော်ယုံတော်တဲ့ရင်ခုန်နေလဲအိမ်မက်တွေရှင်တန်ဆဲชอบเพื่อเย็นขอตีตอนนี้ยารีเดต้องเลิกบนช่วยห้องเย็นคงแต่ด้วยเส้นไม่ยอมเพียงแค่